အားလုံးပဲမင်္ဂလာပါအခုဒီတစ်ခါကျွန်တော်ပြောပြပေးမယ်workflow ပေါ့နော်ဒီတစ်ခါတော့ကျွန်တော် client တယောက်ကလာပြောပြထားတဲ့ workflow ကိုပေါ့နော်ကျွန်တော်ကြံမြင်စောင့်ကြည့်ထားတာပေါ့နော်ဒီဟာကဘာလုပ်ပေးနိုင်တာလဲဆိုတော့ကျွန်တော်တို့ဒီ Telegram မှာပေါ့နော် Telegram group တွေကိုဝင်ဖို့အတွက် member တွေကိုကျွန်တော်တို့ကလာစဉ်ကြီးနေပေါ့နော်add လုပ်ပေးခြင်းတဲ့အခါမျိုးပေါ့ private group ကို add လုပ်ပေးခြင်းတာမျိုးဒါပေမဲ့ဂျားထဲမှာကျွန်တော်တို့ payment ကိစ္စလေးတွေပါမယ်ပေါ့နော် admin ကနေ confirm လုပ်ပေးတာတွေပါမယ်ပြီးကြရင်တို့ group link ဖိုက်ပေးတာတွေပါမယ်ပြီးတော့ရင်လည်းကျွန်တော် group ရဲ့ကို add လိုက်တဲ့ user တွေကို Google Sheet ထဲမှာပေါ့နော်ကျွန်တော်တို့က data တင်ထားပေးမယ်ပေါ့တင်ထားပြီးတော့ရင်သူကဘာလုပ်ပေးမှလဲဆိုတော့ခါကြတော့ add data တွေကို group တွေကလူကလာစဉ်ကြည့်ပေးထားတာတစ်လဖြစ်ဖြစ်နှစ်လဖြစ်ဖြစ်ပေါ့တစ်လပြည့်သွားတာနဲ့သူက auto ပေါ့နော်ဒီ schedule ကနေ run ပြီးတော့ခါကြတော့expire ဖြစ်သွားတဲ့ user တွေကို group တွေကနေပြန်ပြီးတော့ remove လုပ်လိုက်ပေါ့ remove လုပ်ပြီးတော့ plan အသစ်ပြန်ဝင်ခိုင်းမဲ့ပုံစံမျိုးပေါ့နော်အဲ့လိုဟာမျိုးလေးကိုကျွန်တော်လုပ်ထားတာပေါ့နော်အဲ့တော့ဒီ workflow ကတော့လောလောဆယ်မှာကျွန်တော်တို့ဒီဟာအလုပ်ဖြစ်နေပြီပေါ့နော်အလုပ်ဖြစ်နေပြီအဲ့တော့ကျွန်တော်ဒါလေးကိုကျွန်တော်တစ်ချက်စမ်းပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးပေါ့နော်ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ customer တယောက်အနေနဲ့ပေါ့နော်ကျွန်တော်စပြီးတော့ပို့လိုက်မယ်ပေါ့အဲ့တော့ကျွန်တော်ဒီဘက်မှာကျွန်တော်ရဲ့ဒီဘက်က ball ရဲ့ link ကိုပြောရမယ်ဆိုအဆက်ချင်းပါပေါ့ဗျာကိုယ့်ရဲ့ TikTok account မှာဖြစ်ဖြစ်ကိုယ့်ရဲ့ Facebook မှာဖြစ်ဖြစ်ပေါ့ချထားပေးဖို့လိုတယ်ပေါ့နော်အဲ့ဒါမှာ customer ကနေပြီးတော့ဒီရဲ့Telegram chatbot ရဲ့ link ကိုလာပြီးတော့မှာလို့ရမှာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီ step ကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့သူကတန်းပြီးတော့ဒီမှာ plan ရွေးခိုင်းနေပေါ့နော်ဒီမှာလာပြီးတော့ကျွန်တော်တို့ရဲ့ account နာမည်နဲ့ဒီမှာလာပြီးရေးခိုင်းတယ်ပေါ့တစ်လဆိုဒီလောက်နှစ်လဆိုဒီလောက်ဆိုပြီးတော့သူပြောထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်လကိုရွေးလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့သူကဒီမှာ key ပေးဝေ့ပြီးနံပါတ်တွေထည့်ပေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကနေပြီးတော့ဒါကို screenshot လေးထည့်ပေးလိုက်ရင်ရပါတယ်အဲ့တော့ screenshot ထည့်ဖို့အတွက်ကျွန်တော်တို့ဒီကနေပြီးတော့တခုခု app ပေးရမယ်ပေါ့နော်ဒီမှာကတော့ကျွန်တော်တခုခု photo တခုခုပဲထည့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ဒီဘက်မှာလာပြီးတော့ဒီ admin board ဘက်ကိုပေါ့နော်ဒီမှာလာပြီးတော့ဘယ် user ကနေပြီးတော့ဘယ်နှလစာအတွက်ဘယ်လိုလာပြီးတော့ကျွန်တော်တို့ဒီမှာ payment screenshot ပို့လိုက်တယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့ကဒီကိုယ့်ရဲ့ဒီ bank account နဲ့တကယ်ရောက်မရောက်စစ်ပြီးသွားရင်တော့လူကိုယ်တိုင်စစ်ရမှာပေါ့နော်စစ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီ confirm ဖြစ်ဖြစ် reject ဖြစ်ဖြစ်တခုနှိပ်လိုက်လို့ရတယ် confirm ဆိုရင်တော့လက်ခံပြီးသွားမယ် reject ဆိုရင်တော့ပယ်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော် confirm ပဲနှိပ်ပေးလိုက်မယ်confirm နှိပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဟိုဘက်ကိုဘာရောက်သွားလဲဆိုတော့ကျွန်တော်တို့ invite group invite တဲ့ link ရောက်သွားတယ်ပေါ့နော်တခါတည်းကျွန်တော်ဒီ link ကိုနှိပ်လိုက်မယ်ဆိုရင်တခါတည်း group ကို join သွားပေးမှာပေါ့နော်အဲ့တော့ဒီအချိန်မှာဘာလုပ်သွားလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ Google Sheet ထဲမှာလေ data သွားမှတ်ပေးထားတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဒီဘက်မှာရှိလိမ့်မယ်ပေါ့နော်အခုဒီမှာဆိုရင်ဒီအောက်ဆုံးပေါ့နော်အောက်ဆုံးပေါ့ဒီ account ကနေပြီးတော့ကျွန်တော်ဒီလောက်နဲ့ရောက်လာပါတယ်ဆိုပြီးတော့ကျွန်တော်တို့လာပြီးတော့ဟိုပြောပြသွားတယ်ပေါ့နော်ကျွန်တော်ဒီလောက်နဲ့ရောက်လာတယ်ဆိုပြီးတော့9လပိုင်း30မှာကုန်မယ်ဆိုပြီးတော့အဲဒီမှာ message လာပို့ပြီးသွားတယ်ပေါ့နော်အဲ့ဒါ Google Sheet ထဲမှာလည်းတခါတည်းတင်ပြီးသားပေါ့အဲ့တော့ဒီ workflow တစ်ခုလုံးကတော့အဆင်ပြေသွားပြီကျွန်တော်တို့group တွေလည်း app update link ကိုထည့်ပြီးသွားပြီ private group တွေကိုထည့်ပေးပြီးသွားပြီပြီးတော့တွန်းတဲ့သူ Google Sheet ကိုလည်းdata app ပေးသွားတယ်ပေါ့နော် data app ပေးပြီးသွားတဲ့အပြင်ကိုမှသူကနေပြီးတော့ည7:00 နာရီရောက်တိုင်းပေါ့နော်သူကဒီ Google Sheet တွေက data တွေကိုပေါ့နော် expire ဖြစ်တဲ့ကောင်ရှိလားဆိုလိုက်စစ်နေမှာပေါ့စစ်ပြီးသွားတာနဲ့ expire ရှိရဆိုရင် remove လုပ်လိုက်မယ်ပြီးရင်သူတို့ plan အသစ်ပြန်ဝယ်ခိုင်းတဲ့စာလေးပို့ပေးလိုက်မှာပေါ့အဲ့လိုပုံစံမျိုးအလုပ်လုပ်မယ်ဒီ workflow လေးတစ်ခုလုံးပေါ့နော်ဒီ workflow တစ်ခုလုံးပေါ့အဲ့ဒါလေးကိုကျွန်တော်ကြံမြင်ဆွဲထားရပေါ့နော်အဲ့တော့မိတ်ဆွေတွေမှာလည်းပေါ့နော်ဒီလိုမျိုးဒီ Telegram ကိုစာပို့ပြီးတော့စာပို့ပြီးဝယ်ရမယ်ကိုကရောင်းရမယ်ပုံစံမျိုးတွေရှိခဲ့တယ်ဆိုရင်ဒီ workflow ကိုအသုံးပြုလို့ရတယ်ပေါ့နော် data လည်းမှတ်လို့ရမယ်လူကလိုက်လုပ်ပေးရတဲ့အချိန်တွေလည်းညော့သွားတယ်ဗျာပြောရမယ်ဆိုရင်တော့chatbot တစ်ခုတည်းနဲ့ customer 10ယောက်လောက်ကလာပြီးတော့ဝိုင်းပြောရင်တော့မှသူ့အလုပ်သူလုပ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့လူကကြတော့ဒီ confirm စစ်တဲ့ state လေးပဲပို့လာမှာပေါ့နော် state လေးပဲပို့လာမှာဖြစ်ပါတယ်အဲ့တော့အကုန်လုံး data လည်းမှတ်ပေးတယ်expire ဖြစ်တဲ့လူတွေကိုလည်း group တွေကနေ auto ထုတ်ပေးတယ်ဒီ workflow လေးတစ်ခုပေါ့နော်အဲ့ဒါလေးကိုလာပြီးတော့ပြောပြပေးရပါအဲ့တော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်